ကားစီကားနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့လူပြောလဲအရန်များကြတယ်ကျွန်တော်တို့ page မှာလဲခဏခဏတောင်းဆိုကြတယ် brand လေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် Sois brand ပဲဖြစ်ပါတယ် Sois brand မပြောခင်ကျွန်တော်တို့ကားစီကာ page မှာ YouTube မှာလည်းရှိနေပါပြီ subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဒီ review လေးမစခင်ကြော်ညာလေးခဏဝင်ပါအောင်မယ်Sois brand ဆိုလို့ရှိရင် Mitsubishi ရဲ့ Fuchan ရဲ့ပေါင်းထားတဲ့ brand တစ်ခုဖြစ်တယ်ပေါ့နော်တရုတ်နိုင်ငံမှာနောက်ပြီးတော့ဒီကားဒီဇိုင်းอ่ะဆိုလို့ရှိရင်လည်းနာမည်ကြီးပြိုင်ကားဒီဇိုင်းတွေဖြစ်တဲ့ Ferrari တို့ Maserati တို့ကိုရေးဆွဲပေးတဲ့ဒီဇိုင်နာကပဲဒီဇိုင်းရေးဆွဲထားပေးရလို့လည်းသိရတယ်အဲ့တော့ဒီ Sois brand ဟာအဲ့လောက်ထိကောင်းနေလားဆိုတာကျွန်တော်တို့ချက်လောက်ကြည့်လိုက်ရအောင်D3 Sois ကဆိုလို့ရှိရင် compact SUV အမျိုးအစားလည်းဖြစ်တယ်ရုပ်ထွက်ပိုင်းကကြည့်မယ်ဆိုလို့ရှိရင်နာမည်ကြီး brand ကဒီဇိုင်နာဆွဲပေးထားရဆိုတော့ဒီဇိုင်းကတော့အပြစ်ပြောစရာကိုမရှိတော့လားအောင်ကောင်းပါတယ်ဒါပေမဲ့ဒီ logo လေးကိုရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် Harrier လေးနဲ့တော့ခက်စင်စင်လေးဖြစ်နေတာတွေ့ရတယ်ဗျသူ့ရဲ့ gray တွေ bumper တွေကတော့အကြီးဖြစ်နေတယ်ဒါပေမဲ့ဒီအောက်ကဟာတွေကတော့ core တွေပဲသုံးပေးထားတယ်ပေါ့နော်ဘေးနား headlamp နေကြည့်မယ်ဆိုလို့ရှိရင် headlamp က adaptive headlamp တော့မဖြစ်သွားဘူး LED daytime running light ကလည်းအသေးလေးပဲပြေးထားတာတွေ့ရမယ် fog light ကတော့အကြီးစားကြီးသုံးပေးထားတာတွေ့ရတယ်ဗျာအရှိပိုင်းရပါတော့ဒီဇိုင်းကကြည့်မယ်ဆိုလို့ရှိရင်ဆွဲဆောင်မှုရှိတဲ့အနေထားလေးပါဘေးပိုင်းမှာဆက်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘေးပိုင်းကကျွန်တော်တို့18 inches alloy wheel ကိုအသုံးပြုပေးထားတဲ့တာယာအလွမ်းရလည်းတော်တော်လေးကိုလှတဲ့အနေထားလေးပါအလွမ်းရတော့အပြစ်ပြောစရာမရှိတော့ပါဘူးဘေးပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဒီကားက360 camera ပါတဲ့အတွက်ဗတ်မှန်ရဲ့အောက်တွေမှာလည်း camera ပါနေတာတွေ့ရတယ်ဒီချိန်လေးများတော့ဒါဒီ customer ပေါ့နော်သူ့ဘာသူဝယ်တက်ထားပါ original မှာဆိုလို့ရှိရင်ဒီချိန်လေးများလုံးဝမပါပါဘူးဘေးဒီဇိုင်းကခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဇိုင်းလေးက compact လေးဖြစ်တယ်တိတိတက်တက်လေးနဲ့ဒီဇိုင်းပိုင်းကတော်တော်လေးကိုအပြစ်ပြောစရာမရှိအောင်လှပပါတယ်ဗျအနောက်ပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအနောက်ပိုင်းကဒီ overall ပေါ့နော်ဒီလိုမျိုးကားဒီအောက်ကိုကျလာတဲ့ဒီဇိုင်းလေးကတော့လုံးလုံးသေးသေးလေးနဲ့လှတယ်ဗျာဒါပေမဲ့ကျွန်တော်တခုမကြိုက်တဲ့တစ်ချက်ကဒီနောက် brake မီးလေးကဒီအနောက်ဖုံးဖွင့်တဲ့နေရာထိရောက်နေအဲ့တစ်ချက်လေးကတော့ကျွန်တော်စိတ်ထဲမှာသေးလဲသေးတယ်မလှဘူးလို့ခံစားမိတယ်ဒီအားတော့ parking ထိုးလို့ရှိရင်လင်းမဲ့မီးတွေပါအနောက်ပိုင်းဒီအောက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်း exhaust ကကျွန်တော်တို့ original exhaust ပဲအသုံးပြုပေးထားတယ်ဘာမှ modify တွေလုပ်ထားတာမရှိဘူးဒီအောက်ကတက်ထားတဲ့ bumper ကတော့မိုက်ပါတယ် D3 လေးရဲ့နောက်ခန်းဘယ်လောက်ထိဆန့်လဲဆိုတာကြည့်လိုက်ရအောင်ဗျနောက်ဖုံးဖွင့်တဲ့ခလုတ်ထဲတဲ့လက်နေရာကတော့တိတ်ပြီးတော့လွတ်လွတ်ကျွတ်ကျွတ်မရှိဘူးဟောလက်ကြီးရဲ့သူတွေပါဆိုလို့ရှိရင် NDL ရှိနိုင်တယ်လို့မြင်မိတယ်ဟောတကားဖွင့်တာကလည်း auto day gate တော့မပါဘူး2018 brand လို့တာပြောတာပေါ့ capacity ကကြည့်မယ်ဆိုလို့ရှိရင်တော့220လီတာထိဆန့်တာတွေ့ရတယ်ဒီနေရာမှာပစ္စည်းတွေပါအတင်ကြလို့ရှိရင်ချစ်ရာတွေမထင်အောင်လို့အပြားလေးပေါ့နော်ဒီကော်ပြားလေးတော့သုံးပေးထားတယ်ဒါပေမဲ့တခုမကောင်းတာကဒီနားလေးမှာနည်းနည်းလေးအဖုထစ်လေးရှိနေတာတွေ့ရတယ်ကားရဲ့အောက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်း spare wheel သုံးပေးထားတယ်ကားရဲ့ဂျိုင်းထောက်တွေသူနဲ့ပတ်သက်တဲ့ accessories တွေကိုကားရဲ့ဒီအောက်မှာတွေ့ရတယ် capacity က220 လီတာပဲဆိုတော့အေးပေါ့နော် compact SUV ဆိုတော့ဒီလောက်ပဲဆန့်ပါပေါ့ဒီပေါ်မှာပစ္စည်းတွေပါတင်လို့ရတဲ့အနေထားလေးလည်းတွေ့ရတယ်ကားတကားအဖုံးပိတ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုရှိအချက်လောက်ပြန်ကြည့်လိုက်အောင်အဖုံးပိတ်ရတဲ့ feeling ကတော့တော်တော်ကိုမမိုက်တာပါအိုင်းနဲ့စောင့်ပိတ်ရတဲ့အနေထားရှိတယ်တကယ်လို့ဖြည်းဖြည်းလေးပဲပိတ်မယ်ဆိုလို့ရှိရင်မကြပါဘူးအဲ့တော့အားနဲ့ပိတ်မှအန်ကြတဲ့အနေထားလေးပါနောက်တစ်ချက်အနေနဲ့ပစ္စည်းစန့်တာနဲတယ်ဆိုပြီးမထင်လိုက်ပါနဲ့ပစ္စည်းအများကြီးတင်နေလို့ရှိရင်
နောက်က passenger ထိုင်ကုန်ကိုလဲချလိုက်လို့ရပါတယ်လီတာအဖြစ်တော့600ကျော်လီတာလောက်ထိစက်တဲ့အနေထားလေးတွေ့ရတယ်အဲ့တော့ပစ္စည်းအများကြီးတင်ဖို့အတွက်လည်းစိတ်ပူစရာမလိုပါဘူးရှေ့ကန်းလေးကိုချက်လောက်ဘယ်လိုမျိုးရှိလဲဆိုတော့ကျွန်တော်လည်းလိုက်ကြည့်လိုက်ရအောင် wow so easy DH3 လေးရဲ့ interior ဘိုင်းလေးကိုစပြောလိုက်အောင်ဗျာကျွန်တော်ရင်ဆုံးတက်လိုက်ပါမယ်တက်ရတာတော့တိတ်ပြီးတော့အမြင့်ရောဖြစ်မနေပါဘူးအနေတော်လောက်အနေထားလေးမှာတွေ့ရတယ်ဘေးတကားကတော့ hard plastic သုံးပေးထားတယ်ဒါပေမဲ့အလယ်မှာ leather ပုံစံလေးထားပေးထားတာတွေ့ရတယ်ဘေးတကားမှာကျွန်တော်တို့မှန်တင်မှန်ချတွေက driver seat belt တစ်ခုပဲ auto ဖြစ်တယ်ကျန်တဲ့၃ဖက်လုံးက manual ဒီ clock လေး press နှိပ်ပေးထားတယ်ပေါ့နော်တကား lock ကလည်းကျွန်တော်တို့ပုံမှန်ပါနေကြကားတွေလို့ပြောမှဆိုရင်တရုတ် BIC ကားနဲ့လည်းခက်ဆင်ဆင်ပဲသူကတကားကိုနှစ်ချက်ဖွင့်မှဒီလက်တောင်နှစ်ချက်ဆွဲလိုက်မှတကားကပွင့်သွားတဲ့အနေထားလေးပေါ့နော်အဲ့တော့ကျွန်တော်ကားကိုဆက်စနိုးလိုက်အောင်ဆက်စနိုးမယ်ဆိုတော့ဟာ push step button ကဒီဘက်မှာမရှိဘူးဗျဘယ်ဘက်ချမ်းရောက်နေတယ်ကားဆက်နိုးလိုက်တာတော့ဆက်ကတော့ကားအသစ်မို့လို့ပါအဲ့လောက်ဒီစူးစူးညံ့ညံ့ရှိနေတာမတွေ့ရဘူး push step button ရဲ့ဘေးနားမှာ DH3 ဆိုတာလေးတောင်ရေးပေးထားသေးတယ်ဝါ DH3 ရဲ့ aircon ပေါက်တွေကတော့ပြောရမယ်ဆိုလို့ရှိရင် rocket size လောက်ရှိရဗျာဒုံးကြီးတစ်လုံးပစ်တော့မဲ့အနေထားကြီးပဲ size ကြီးကအကြီးပဲသူတို့ခေါ်ဝေါ်ပြောတာတော့ဒီ aircon ပေါက်မှာပါတဲ့ကြက်ချေကက်လေးကသိန်းငန်းလက်သေးပုံစံလုပ်ပေးထားရလို့တွေ့ရတယ်အပေါ်က dashboard တွေကြည့်မယ်ဆိုလို့ရှိရင် leather look ပုံစံပဲလုပ်ပေးထားတယ် quality ကတော့ hard plastic တွေတုံးထားပါတော့ပြောမယ်ဆိုရင်တိတ်တော့မကြိုက်ဘူးဗျာဒီမှာဆိုလဲအပေါ်သားဆန်တယ်လို့ခံစားရတယ်ဂီယာဘအောက်ကဒီဂီယာထိုးတဲ့နေရာကြီးဆိုလဲ plastic တွေပဲ hard plastic တွေပဲသုံးပေးထားတယ်အဲ့ကောင်တွေကတော့တိတ်တော့မမိုက်ဘူးဗျ steering က D shape ပုံစံတော့မဖြစ်ဘူး steering model ကန်အသုံးပြုထားတယ်လို့လည်းသိရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ DH3 မှာအားသာချက်တစ်ခုက360 camera ကို steering ခလုတ်မှာ AVM ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကားကအရှိမြင်ကွင်းတွေတွေ့ရတယ်အနောက်မြင်ကွင်းတွေတွေ့ရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ဘေးပယ်ညာမြင်ကွင်းကိုကြည့်ကျင်တယ်ဆိုလို့ရှိရင် AVM နောက်ထပ်အောက်နားလေးမှာပါတဲ့ခလုတ်တစ်ခုကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် left right camera တွေပြောင်းသွားတာကိုတွေ့ရမယ်အဲ့ဒီချက်ကတော့ DH3 ရဲ့အားသာချက်အနေနဲ့ပြောရမယ်ဒါပေမဲ့ camera resolution ကတော့ထင်တဲ့လောက်ကြီးမကောင်းဘူးအဲ့တော့ကျွန်တော် infotainment system လေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ဗျ infotainment မှာဘာရှိလဲဆိုလို့ရှိရင်ဒီကားက9 inches Android TV သုံးပေးထားတာတွေ့ရတယ်ကျွန်တော်ပုံမှန်ပါနေကြကားတွေနဲ့မတူတော့ဘူးဖုန်းတစ်လုံးအသုံးပြုရတယ်လို့မျိုးခံစားမှုမျိုးရမယ်ဟိုမှာ application နဲ့ဝင်လိုက်တဲ့အချိန်မှာဆိုတွေ့ရတယ်ပေါ့နော်ဖုန်းနဲ့လုံးဝကိုချွတ်ဆွတ်တူနေတယ်ကားစက်တင်ထဲမှာဝင်ကြည့်မယ်ဆိုလို့ရှိရင် audio ပေါ့နော် audio setting တွေချိန်လို့ရမယ်နောက်ပြီးတော့ကျွန်တော်တို့ဘာလို့ factory setting ဆိုတဲ့အထဲမှာလည်းကျွန်တော်တို့ဒီကားနဲ့ပတ်သက်တဲ့ information လေးတွေကိုကြည့်လို့ရမယ်အများအစားတော့ manually လုပ်လို့မရတဲ့အနေအထားလောက်မှာတွေ့ရတယ်ပေါ့နော် home ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အနောက်က wallpaper လေးတွေက live action ဆန်ဆန်လေးတွေဖြစ်နေတဲ့အနေအထားကိုတွေ့ရတယ်မစိုးပါဘူးကောင်းပါတယ်ဗျာနောက်ပြီးဒီကားမှာတခုကောင်းသွားတာက navigation system ရကျွန်တော်တို့ Wi-Fi ကိုဖုန်းတစ်ခုလိုအသုံးပြုပြီး on ထားလိုက်မယ်ဆိုလို့ရှိရင် navigation system တွေဒီအသုံးပြုလို့ရမယ်ကျွန်တော်အခုတော့ Wi-Fi မ on ထားလို့ပေါ့နော် map မှာပြတာတွေဆိုလို့ရှိရင်လည်းမြန်မာဖုန်းအနေနဲ့ပြတယ်ပေါ့နော်အဲ့လိုမျိုးပြခြင်းအပြင်ကောင်းပါတယ်ဟိုမှာကို့ကားလမ်းတွေပါမပြောက်တော့ဘူးပေါ့နော်သိနေရဒါပေမဲ့တခုမကောင်းတာကနှိပ်ရတဲ့အချိန်မှာ resolution ကို feeling ကထိရတဲ့ sensor တွေကတိတ်ပြီးတော့ response ကမမြန်ဘူးဗျနောက်ကျနေတဲ့အနေအထားမှာတွေ့နေရအဲ့တော့တိတ်တော့မမိုက်ဘောနော်ကိုကမြန်မြန်ဆန်ဆန်လုပ်မယ်ဆိုလို့ရှိရင်တိတ်တော့မမိုက်တဲ့အနေအထားလေးပဲဒီ touch ကိုအားမရလို့ဘေးနားမှာ button လေးကိုနှိပ်ချင်တယ်ဆိုလဲနှိပ်လို့ရတယ်ဒီမှာ volume control တွေပါမယ် infotainment system ဒီလုတ်ပေးထားတဲ့ Chrome ပုံစံလေးကတော့လှပါတယ်မစိုးပါဘူးအောက်မှာ aircon တွေက2018 model ဖြစ်နေပြီးတော့လက်တွေပဲလာသေးတယ်ဗျအဲ့တစ်ချက်ကတော့တော်တော်ဆိုးတယ် DH3 ကတော်တော်ဆိုးပါတယ်အောက်မှာဆက်ကြည့်မယ်ဆိုလို့ရှိရင်တကယ်လို့ဖုန်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကားတော့ကိုဒီအောက်မှာချထားလို့ရတယ် USB port နှစ် port ပါတယ်ပြီးရင် secret lightning port ပါသေးတယ်
အဲ့တော့ဖုန်းတော့တော်တော်များများအားသွင်းလို့ရမယ်ဂီယာပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဂီယာကကိုင်ရတဲ့ feeling ကကြီးတော့ကြီးတယ်ဒါပေမဲ့တခုမကောင်းတာကထူးဆန်းတာကသူ့မှာ break နင်းပြီးလို့ရှိရင်ဂီယာကိုခလုံးနှိပ်เสียမပါတော့ဘူးဗျာဂျပန်တို့ယူရိုပကားတွေမှာဆိုပါတယ်ဒီကားမှာမပါဘူး break နင်းပြီးရတယ်ဂီယာတန်ကိုဆွဲချလိုက်ရုံပဲပါကင်ထိုးလိုက်မယ်ဆိုလို့ရှိရင်360ကင်မရာမြင်ရတယ်ကိုကအဲ့ကင်မရာတွေကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းဒီ steering ဘေးနားလေးပါပေါ့နော်ကျွန်တော်တို့ဒီခလုတ်တွေချိန်လို့ရမယ်ထင်တယ်ဟောချိန်လို့မရဘူးဗျချိန်လို့တော့မရဘူးဒါပေမဲ့တခုကောင်းတာမြင်းကွေးတွေက360 back eye view တွေပြနေတဲ့အခါကျတော့ကိုက safety အတွက်တော့တော်တော်လေးကိုကောင်းပါတယ်ဒီဘက်မှာဆက်ကြည့်မယ်ဆိုလို့ရှိရင်ရေဘူးတွေထည့်လို့ရတဲ့အနေထားလေးပါဒီမှာခွက်နှစ်ခွက်ပါထားတွေ့ရမယ်နောက်ပြီးတော့ electronic parking brake မဟုတ်ဘူးဗျ hand brake ပေါ့နော် hand brake အသုံးပြုလို့ရတဲ့အနေထားလေးတွေ့ရတယ်ဒီနေရာမှာဆက်ကြည့်မယ်ဆိုလို့ရှိရင်လည်းကားမောင်းနဲ့လက်တွေပါကင်လို့ရတယ်ဒါပေမဲ့တိတ်တော့ ease မဖြစ်ဘူးဗျလက်တင်ရတဲ့အရာတာကြီးထိုင်ကုန်ထိုင်ရတဲ့ position ကတော့တက်တောင့်တက်တာအဲ့လောက်ထိမရှိဘူး leather ဖြစ်တာဗျာလက်လက်တွေပဲမော်တာတွေမပါဘူးပေါ့နော်လုံးဝလက်လက်နေအဲ့လိုအတိုးလျှော့ကြီးလှုပ်လို့ရမယ်ဒါပေမဲ့ head room တွေ leg room တွေကတော့တော်တော်လေးကျယ်တယ်အဆင်ပြေတယ်ဒီအောက်မှာထည့်ရတဲ့ပစ္စည်း storage ကိုထည့်ကြည့်မယ်ဆိုလို့ရှိရင်အများစားတော့ဆက်နေဒါပေမဲ့ quality ကတော့ကော်ကြီးဆိုတော့ကြည့်ပါဦးဗျာလှုပ်တောင်လှုပ်နေမမိုက်ဘူး wow DH3 compact SUV လေးမှာ sunroof လည်းပါသေးတယ် sunroof ကလည်းတော်တော်လေးကျယ်တယ် panoramic sunroof လို့ပြောလို့ရတယ်ဒါပေမဲ့ဖွင့်ရတဲ့အတန်ကြီးကတော့လုံးဝကို bad ပါအတန်ကြီးကလုံးဝမကောင်းပါဘူးမော်တာသွားတဲ့အတန်ကြီးကအရန်ကိုစူညံပြီးတော့ noise တွေအရန်များတယ်ဗျာကျွန်တော်လုံးဝမကြိုက်ဘူးဒီအချက်မှာတကယ်လို့ဒါ panoramic sunroof အစားလုံးဝ plain ပြည့်ဆိုရင်တော့မိုက်အောင်မယ်လို့ကျွန်တော်မြင်မိတယ်ပေါ့အဲ့တော့ဒီကားမှာဒီအရှိပိုင်းမှာ overall ချုပ်ကြည့်ရမယ်ဆိုလို့ရှိရင် design ပိုင်းကတော့တော်တော်လေးလူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ကြိုက်လောက်တဲ့အနေထားလေးတွေ့ရတယ်ပေါ့နော်ဒီအရှိ overall design မှာဒိုင်ခွက်ကိုကြည့်မယ်ဆိုလို့ရှိရင်လေကားဒိုင်ခွက်ကကျွန်တော်တို့ digital display ကတိတိလေးပဲအလယ်မှာပါထားတာတွေ့ရတယ်ဘေးနားက speedometer ကြီးပြတာတွေကတော့ကျွန်တော်အမြင်တော့ကျွန်တော်လုံးဝမကြိုက်ဘူးအရန်ရုပ်ဆိုးတယ်အဲ့မှာကျွန်တော်ကီလိုမီတာတွေချိန်လို့ရမယ်နောက်ပြီးတော့ကိုကားစီဖြည့်ထားရင်ဘယ်လောက်ထိသွားလို့ရမလဲဆိုတာအလယ်မှာတိတိလေးပြပေးထားတယ်ပေါ့နော် display ကနောက်ပြီးတော့ကိုကားကိုဘယ်လောက်ထိဘယ်နှစ်ရက်သုံးထားတယ်ပေါ့နော်အဲ့လိုမျိုးလေးရောပါထားတာတွေ့ရတယ် steering ရဲ့ဘယ်ဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ DH3 မှာ hill descent တွေပေါ့နော်ဒီလိုဂုံးဆင်းတွေမှာ brake တွေကို control လုပ်ပေးတယ်အစစ်တွေပါတယ်နောက်ပြီးတော့ရှေ့မီးတွေကိုချိန်လို့ရမယ် adjust လုပ်လို့ရမယ်ဟာလေးတွေပါတယ် attraction control on off တွေလုပ်လို့ရမယ်ပေါ့နော်ဒီလောက်ပါပဲဒီ DH3 မှာကြည့်မယ်ဆိုလို့ရှိရင်အရှိကန်းက design တော့မိုက်တယ်ဒါပေမဲ့သုံးထားတဲ့ quality တွေပစ္စည်းတွေကတော့ထင်တယ်လို့တော့ဆွဲဆောင်မှုမရှိနေရတော့အမှန်ပဲအဲ့တော့နောက်ပိုင်းလေးကိုလည်းချက်လောက်ကြည့်လိုက်ရအောင် Soiz DH3 လေးရဲ့နောက်ပိုင်းကတော့ထိုင်ရတာကျဲတယ်အဆင်ပြေပါတယ် head room တွေ leg room တွေကတော်တော်လေးအဆင်ပြေတယ်ဘေးတကားကလည်းကျွန်တော်တို့အရှိရ design ပဲ head plastic leather လေးသုံးမိထားတယ်ကာရတဲ့ grip တွေကတော့မဆိုးပါဘူးကောင်းပါတယ် lock ဖွင့်တာလည်းအရှိရအတိုင်းပဲဗျတကားကိုနှစ်ချက်ဖွင့်မှ lock ကပွင့်နေပေါ့နော်ဒါပေမဲ့ဒီခုံမှာလက်တင်လက်ချတဲ့ဟာတော့မပါဘူးတကယ်လို့များ passenger 3ယောက်ထိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်း3ယောက်အတွက်ကအဆင်မပြေနိုင်ဘူးတခုကောင်းတာကတော့အလဲမှာဘူးထစ်ကြီးမရှိဘူးဖုန်း power charging သွင်းဖို့အတွက် USB port နှစ် port ထုတ်ပေးထားတာလည်းတွေ့ရတယ်နောက်ခန်းမှာကြည့်မယ်ဆိုလို့ရှိရင်ပုံစံလေးကတော့အနှဲငယ်တော့ compact SUV ဖြစ်တော့ချင်းတယ်ဒါပေမဲ့ထိုင်ရတဲ့ဒီလိုမျိုး head room တွေ leg room တွေတော့ကြဲကြဲဝန်းဝန်းရှိပါတယ်ဗျနောက်ပြီးဒီကားမှာ round air ကိုမပါဘူး Soiz DH3 လေးရဲ့အပြင်ပိုင်း review အကုန်ရောအတွင်းရောပြီးသွားပြီဆိုတော့ကျွန်တော် test ride လေးစလိုက်အောင်ကျွန်တော်ဆက်ရင်စနိုးလိုက်မယ်နော်ဆနိုးတဲ့အတန်ကတော့အရင်ကြီးစုညံ့နေရမရှိဘူး brand new ကားဖြစ်နေလို့ပေါ့နော် seat belt လေးတော့ပတ်ထားကြပါ test ride ပဲလုံးကားပဲမောင်းအန်ဒီရဲ့ကြိုတင်ကာကွယ်အနေနဲ့ပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့ DH3 လေးကို test ride စပြီးလုပ်ပါပြီ gear ထိုးရတဲ့ feeling ကတော့တိတ်တော့မမိုက်ဘူးဗျ gear box အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် Hyundai gear box အသုံးပြုထားတဲ့ 8 speed
CVT automatic gear ဘောက်ကိုအသုံးပြုထားတွေ့ရတယ်နောက်ပြီးတော့ gear ဘောက်မှာတစ်ခုကြိုက်တာကကျွန်တော် sport mode ဆိုပြီးတော့ပြောင်းပြီးမောင်းလို့ရတယ်ပြီးရင်နောက်ထပ် mode တစ်ခုဖြစ်တဲ့ snow mode ပေါ့ snow mode ကတော့ကျွန်တော်ထင်ဟိုနိုင်ငံခြားတွေမှာနှင်းတောင်တွေပါသွားရင်အသုံးပြုဖို့အတွက်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတော့ snow mode ကအသုံးပြုရတာရှားပါလိမ့်မယ် sport mode ထားပြီးတော့ကျွန်တော် gear မောင်းကြီးလိုက်တဲ့အချိန်မှာတော့ကားက pick up ကမြန်တယ်တော်တော်လေးကိုမြန်သွားတယ် sport mode မှာဒါပေမဲ့တစ်ခုမကောင်းတာက wind noise တွေတော်တော်ကြားရတယ်ကျွန်တော် concrete land မှာမောင်းနေတာလည်းပါမှာပါတကယ်လို့ပဲ concrete land မဟုတ်ပဲကတ္တရ land ဆိုရင်တော့မှ wind noise ကအနည်းငယ်ကြားရတယ်တာယာစူတန်တွေကကျွန်တော်တို့ဒီနားတွေကိုပြန်ကြားနေရတယ်ကားရဲ့အရှိမြင်ကွင်းပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကားအရှိမြင်ကွင်းကတော်တော်လေးကိုကျယ်တယ်ဗျာ compact SUV ဖြစ်လို့ပဲလားတော့မသိဘူးကားကသေးတယ်ဒါပေမဲ့အရှိမြင်ကွင်းကို तू ကကြည့်လို့ကောင်းပါတော့ဒီထိုင်ကုန်တွေပါရတော့ adjustment လုပ်ပြီးတော့အထက်မြင့်လုပ်လို့ရတယ်ပေါ့နော်ဒါကျွန်တော်မောင်းနေကြ position ကိုလုပ်ထားတာတော်တော်လေးကိုအရှိမြင်ကွင်းကိုကောင်းကောင်းမြင်နေရတယ်အခုကားဒီလမ်းတွေမှာကြာကြည့်ရပါတော့ကြာတဲ့အချိန်မှာထင်းတလောက်ကြီးတော့ငိမ်ညောင်းမှုမရှိဘူးဟုတ်ကောနော်ဒါက compact SUV ဖြစ်လို့ပဲနေမှာပါထင်းတလောက်ကြီးငိမ်ညောင်းမှုမရှိနေတာတွေ့ရတယ်ဘေးနားကျွန်တော်တို့ကားပါကြီး꿰မယ်ဆိုလို့ရှိရင်ဒီ blind spot ကြီးက꿰နေတယ်ဗျာတိတ်တော့မမိုက်ဘူးဗျတတိတော့ထားနေခြင်းနဲ့ DH3 မောင်းနေတဲ့သူတွေအ꿰မှာဒီ blind spot ခံနေတော့တတိထားပေးပါအနောက်က side mirror ကတော့တော်တော်ကြီးတယ်မြင်ကွင်း vision ကတော်တော်လေးကိုကောင်းကောင်းမြင်ရတယ်ဒါပေမဲ့တခုမကောင်းတာက blind spot မပါဘူး blind spot တာထည့်ပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မိုက်သွားမယ်အနေထားလေးပါကားနောက် batchman ကနည်းနည်းသေးတယ်ဗျအနောက်မှာတကယ်လို့ဒါ passenger တွေများထိုင်လိုက်မယ်ဆိုလို့ရှိရင်မြင်ကွင်းကလုံးဝကိုပိတ်သွားမှာအမှန်ကန်ပဲကြည့်ရတဲ့ vision ကအနောက် batchman ဒီလုံးဝမကောင်းပါကားကအခုမောင်းနေနေပေါ့နော်ထိုင်ကုန်ထိုင်ရတဲ့ feeling က comfort မဖြစ်ဘူးဗျာကျွန်တော်ခီးဝေးတွေပါသွားမယ်ဆိုလို့ရှိရင်ဒီကားကတိတ်တော့အဆင်မပြေနိုင်တော့ဘူးဘာလို့လဲဆိုတော့ comfort SUV ဖြစ်နေတာလဲပါမှာပါထိုင်ကုန်ကကျွန်တော်တို့လူခန္ဓာကိုယ်ကိုကြစ်ကြစ်လစ်လစ်မလုပ်ပေးထားဘူးပေါ့နော်အဲ့လိုမျိုး comfort မဖြစ်နေဘူးကားမောင်းနဲ့လက်တင်ရတယ်ဟိုမှာငိမ့်ညောင်းမှုရှိအောင်ဒီမှာညောင်းရင်လက်တင်ရတဲ့ဟာကတော့နည်းနည်းတော့အလန်းဝေးနေကျွန်တော်တို့တော့ဒီမှာတင်လို့သိမ့်မရအောင်ဒီတစ်ချက်တည်းကတကယ်လို့ဒါခက်ကြီးကြီးလေးလုပ်ပေးမယ်ဆိုရင်ကောင်းမယ်ဗျာနောက်ပြီးတော့ဒီကားမှာ steering ကျွန်တော်ခုန꿰လိုက်တယ်အ꿰တွေပါမှာဆိုလို့ရှိရင် steering ကလုံးဝလေးပင်မှုမရှိဘူး electric power steering gun ကိုအသုံးပြုပေးထားတဲ့အတွက်အဲ့ဒါတော့ပြောစရာမလိုတော်တော်လေးကိုမိုက်တယ် engine power အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း 1.5 liter turbo engine အမျိုးအစား engine က Mitsubishi တစိမ့်ဖြစ်တဲ့ MIVEC ဆိုပြီးတော့တစိမ့်နဲ့လာတဲ့ engine ကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက် engine ဘိုင်းတော့ကျွန်တော်အလောက်ထိအပြစ်ပြောစရာမရှိဘူး horsepower 115 horsepower 220 Newton meter ကို RPM 3500ထိထွက်တယ်ဆိုတော့ကောင်းပါတယ်အဲ့လောက်ထိရွေးနေတဲ့ကားမဟုတ်ဘူးเนาะပြောရမယ်ဆိုလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ဒီ DA3 ကိုမောင်းနေရင်းနဲ့ရန်ကုန်မြို့ထဲမှာလမ်းတွေပိုင်းများပျောက်ခဲ့မယ်ဆိုလို့ရှိရင်မပူပါနဲ့ဒီကားမှာဘာကောင်းလဲဆိုလို့ရှိရင် tablet ပေါ့เนาะ tablet ပဲကျွန်တော်ခေါ်ရမှာ9 inches TV display ပါပြီးတော့ Android TV ပေါ့အဲ့ TV ကကျွန်တော်တို့ GPS ကိုအသုံးပြုလို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ် Wi-Fi လေးတော့ on ထားပေးရမယ်ဗျာ Wi-Fi လေးကို on ထားပြီးလို့ရှိရင်ကျွန်တော်တို့ location map လေးကိုဖွင့်ပြီးရတယ်ကြည့်လို့ရတယ်မြန်မာလိုတောင်ပြပေးထားသေးတယ်ဗျာဒါပေမဲ့တခုတော့ရှိတယ်သူ့ရဲ့ response ကနည်းနည်းလေးနှေးနေတယ်မြန်ဆန်ဆန်တော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကားမောင်းနဲ့ကြည့်တဲ့အချိန်မှာကျွန်တော်တစ်ချက်မကြိုက်တာ TV ကိုအဲ့လိုအောက်ကိုငုံငုံကြည့်နေရတယ်တကယ်လို့ဒါဒီ9 inches TV display တာ aircon ပေါက်နေရမှာလားထားလိုက်မယ်ဆိုလို့ရှိရင်တော့လုံးဝ perfect ဖြစ်သွားမှာတေးကြပဲအမှန်ကန်ပဲကားမောင်းနဲ့တခါလေဒီနားလေးမှာကြည့်ပြီးတော့ကိုကားကိုဘယ်ရောက်နေပြီဘယ်ကိုတွားမလဲဆိုတော့တန်းသိနေရတယ်အဲ့ချက်လေးကတော့နည်းနည်းလိုတယ် safety အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ DH3 ကားမှာ8 airbag တောင်ပါတယ် wow လုံးဝတော့ safety ဘိုင်းကလည်း8 airbag ဆို wow တော်လေးကိုများတယ်နောက်ပြီးတော့ CNCAP ဆိုပြီးတော့အဲ့မှာလေသူတို့ကဒီ DH3 လေးက5 star ရထားသေးတယ် so is DH3 လေးရဲ့ test ride တွေက overall review တွေရောပြီးသွားပြီဆိုတော့ဒီကားကိုအကုန်ခြုံတက်ရမယ်ဆိုလို့ရှိရင်ကားဒီဇိုင်းပိုင်းကတော့အပြစ်ပြောစရာမလိုဘူးကောင်းတယ်အတွင်းထဲကသုံးထားတဲ့ quality တွေကတော့အနည်းငယ်ညံ့နေတာတွေ့ရတယ်
ဒါပေမဲ့သူ့မှာပြန်ပေးထားတဲ့ facility တချို့ကတော့လူတွေဒီလိုဆွဲဆောင်နိုင်တဲ့အနေအထားလေးရှိနေရပေါ့နော်အဲ့တော့ဈေးတန်းလည်းကြည့်မယ်ဆိုလို့ရှိရင် SKD အမျိုးအစားလည်းဖြစ်တယ်320လောက်နဲ့ compact SUV ကားတစ်စီးရနိုင်တာဖြစ်တဲ့အတွက်ဒီ Solis DH3 လေးရတော့မစိုးဘူးပေါ့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မကြိုက်တဲ့ချက်လေးလည်းဒီကားမှာရှိပါတယ်ဒီကားမှာကားမောင်းနေနဲ့ဂီယာမီးပွိုင်းနေပါမိလို့အချိန်လျှော့လိုက်မယ်ဆိုလို့ရှိရင်ကားကရုတ်တရက်တွန့်သွားတဲ့ခံစားချက်မျိုးကျွန်တော်ခံစားရတယ်နောက်ပြီးတော့ဟွန်းတီးရဲ့နေရာမှာဟွန်းရဲ့ဒိုင်ခွက်ဟွန်းခွက်ပေါ့နော်မာနေရပေါ့နော် press လုပ်လို့ရှိရင်တိတ်ပြီးတော့ထိမိမရှိနေတာတွေ့ရတယ်360 camera ရတဲ့ resolution ကတိတ်မကောင်းဘူးထိုင်ကုန်တွေကလည်းထိုင်ရတာ comfort မဖြစ်ဘူးဒါပေမဲ့ကောင်းတဲ့ချက်တွေကကြတော့360 camera လေးတွေပါတယ်နောက်ပြီးလို့ရှိရင်ကားက18 inches alloy wheel သုံးပေးထားတာဖြစ်တဲ့အတွက်လမ်းကြောပဲဖြစ်ဖြစ်လမ်းကျမ်းပဲဖြစ်ဖြစ်သွားရတာအဆင်ပြေလွယ်ကူနေရတွေ့ရတယ်များသောအားဖြင့်ကျွန်တော်တို့ဒီရန်ကုန်ပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာကဂျိုင်းခွက်တွေများတော့ဒီလိုမျိုး compact SUV နည်းနည်းအမြင့်လေးပေါ့နော် ground clearance ကနည်းနည်းအမြင့်လေးပုံစံမျိုးနဲ့သွားရမယ်ဆိုလို့ရှိရင်ဒီကားကတော့အဆင်ပြေတဲ့ကားတစ်စီးပါကဲအဲ့တော့နောက်တစ်ပတ်ဘာကားတွေဘယ်လိုမျိုး review လုပ်ပေးဦးမလဲဆိုတာကိုရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုအားပေးပါအောင်လို့ပြောရင်းနဲ့ပဲနောက်ဘက်မှာပြန်တွေ့ကြတာပေါ့